မိမိဘဝမှာဘလို့ကြီးကျယ်မြင့်မြတ်တဲ့အရာတွေဖန်တီးဆောင်ရွက်မှာပတ်စံတွေဘလို့ရှာမှာအောင်မြင်မှုတွေဘလို့ဖန်တီးမှာဘဝမှာဖြစ်နေတဲ့စိတ်ကူးရင်အိမ်မက်အကြောင်းတွေကိုပြောပြတတ်တဲ့သူမျိုးနဲ့ခမရတွေ့ဘူးစုံမှုပါသလားသူတို့တွေကအဲ့ဒါကိုရှင်းရှင်းလင်းလင်းစိတ်ကူးရင်ကြတယ်သူတို့ကဒါကိုလုံနိုင်တယ်လို့လည်းယုံကြည်ကြတယ်ဒါပေမဲ့တကယ်လက်တွေ့မှာတော့ဘာမှပြောင်းလဲမလာသလိုဘာတစ်ခုမှလည်းဖြစ်ထွန်းမလာပါဘူးစိတ်ပညာအရာဒါဟာပြင်းုံတတ်ကြောင်မဟုတ်ပါဘူးဒီနောက်ွယ်မှာပိုပြီးလေးနက်တဲ့အကြောင်းရင်းတွေရှိနေပါတယ်ဒီနေ့မှာတော့ရီမတ်ချက်ကြီးမားပေမဲ့လည်းဘဝမှာတိုးတက်ပြောင်းလဲမလာရတဲ့အကြောင်းရင်းတွေကိုအသေးစိတ်ရှင်းပြပေးသွားပါမယ်နံပါတ်1တွေးတောခြင်းကိုတိုးတက်မှုဟုထင်မှားတတ်ခြင်းစိတ်ပညာအရအောင်မြင်မှုကိုစိတ်ကူးရင်ခြင်းကအုံနောက်ကိုအောင်မြင်မှုရတယ်လို့ခံစားခြင်းမျိုးပေးနိုင်ပါတယ်ဒါကြောင့်တစုံတစ်ယောက်ကသူတို့ရဲ့ပန်းတိုင်တွေအကြောင်းအမြဲတွေးနေတဲ့အခါသူတို့အုံနောက်ကကျဉ်နှံ့မှုအနှဲငယ်စီကိုထုတ်ပေးနေရကြောင်းတိုးတက်မှုတွေရနေတယ်လို့မျိုးဖြစ်နေတတ်ပါတယ်ဒါဟာလက်တွေ့လှုပ်ဆောင်မှုလိုအပ်တဲ့အရေးတကြီးလိုအပ်တဲ့စိတ်ကိုလျော်နှဲသွားစေပါတယ်နံပါတ်2ကြာရှုံးမှကြောက်တဲ့စိတ်ကစိတ်အားထက်သန်မှုအောက်မှာပုံကွယ်နေခြင်းသူတို့မှာရည်မှန်းချက်မရှိရမဟုတ်ပါဘူးသူတို့ကစ조사ပြီးမှကြာရှုံးသွားရင်ဘာဖြစ်မလဲဆိုတာကိုကြောက်နေကြတာပါဒါကြောင့်သူတို့ရဲ့ပုံရိပ်ကိုထိခိုက်စေမယ့်အစားစီမံကိန်းချတဲ့အဆင့်မှာတွေပဲရက်နေကြပါဘာလို့လဲဆိုတော့သူတို့လက်တွေ့မစ조사သေး၍သူတို့ရဲ့အိမ်မက်ကပြည့်ပြည့်စုံနေစေလို့ခံစားရနေစေလို့ပါပဲနံပါတ်3အချိန်အခါကောင်းကိုစောင့်နေခြင်းလူတော်များများကအလုံးမစတင်ခင်မှာအစင်သစ်ဖြစ်ပြီလို့ခံစားရဖို့လိုအပ်တယ်လို့ယုံကြည်ကြတယ်ဒါပေမဲ့စိတ်ပညာရအစင်သစ်ဖြစ်မှုဆိုတာကအလုံးလုပ်ပြီးမှလိုက်လာတာဖြစ်ပြီးတော့အလုံးမလုပ်ခင်မှာရှိနေတာမဟုတ်ပါဘူးဒါကြောင့်သူတို့ကပြည့်ပြည့်စုံတဲ့အချိန်ကိုစောင့်ရင်းနေပဲအဲ့ဒီအချိန်ကဘယ်တော့မှရောက်မလာတော့တာအဲ့ဒါကြောင့်လက်တွေ့ဖြစ်မလာရခြင်းပါနံပါတ်4အလွန်မင်းတွေးတော့ခြင်းကစိတ်ပိုင်းဆိုင်ရာပင်ပန်းနွမ်းနေမှုကိုဖြစ်စေခြင်းသူတို့ကခြေလန်းတိုင်းရလိုက်တိုင်းနဲ့ဖြစ်နိုင်ခြင်းတိုင်းကိုလေးလေးနက်နက်တွေးတော့ကြပါဒါပေမဲ့ဒီလိုအမြဲတမ်းခွဲချမ်းစိတ်ဖြာနေတာကစိတ်ဆွမ်းအင်တွေကိုကုန်ခန်းစေပါလက်တွေလှုပ်ဆောင်ရမယ့်အချိန်ရောက်လာတဲ့အခါသူတို့ကပင်ပန်းနွမ်းနေပြီဖြစ်လို့ဘာကုန်မှမလုပ်ဖြစ်တော့ပါဘူးနံပါတ်5မူလစိတ်နေသဘောထားကပန်းတိုင်နဲ့ကိုက်ညီမှုမရှိခြင်းလူတစ်ယောက်ကမိမိကိုယ်ကိုမြင်တဲ့ပုံစံနဲ့မကိုက်ညီတဲ့လှုပ်ဆောင်ချက်တွေကိုအုံနောက်ကစန့်ကျင်တားဆီးပါတယ်အကယ်၍တစုံတစ်ယောက်ကငါကစီးကမ်းမရှိဘူးဒါမှမဟုတ်ငါကဘယ်တော့မှအဆုံးထိမလုပ်တတ်ဘူးလို့တိတ်တဆိတ်ယုံကြည်နေရင်သူတို့ရဲ့အိမ်မက်တွေဘလောက်ပဲကြီးကြီးလက်တွေလှုပ်ဆောင်မှုရုန်းကန်နေရပါလိမ့်မယ်ဘာလို့လဲဆိုတော့လက်တွေလှုပ်ဆောင်မှုဆိုတာတခြားလူတစ်ယောက်အဖြစ်ပြောင်းလဲဖို့လိုအပ်လို့ပါပဲနံပါတ်6စူးစမ်းအားထုတ်မှုထက်ဖြစ်နိုင်ခြေကိုသာစွဲလဲနေကြခြင်းကြီးမားတဲ့ရည်မှန်းချက်တွေအကြောင်းပြောရတာကစိတ်လှုပ်ရှားဖို့ကောင်းပါတယ်ဒါဟာဖြစ်နိုင်ခြေတွေကိုယ့်ရဲ့ပုံရိပ်နဲ့အနာဂတ်အောင်မြင်မှုတွေအပေါ်ခံစားချက်တစ်ခုဖန်တီးပေးပါတယ်ဒါပေမဲ့တကယ်တိုးတက်မှုဆိုတာထက်တဲလောက်ရတာအချိန်ပေးရတာနဲ့စိတ်မသက်မသာဖြစ်ရတဲ့အချိန်မျိုးတွေကိုရင်ဆိုင်ရပါဒါကြောင့်သူတို့ကခက်ခဲပြီးပြင်းစရာကောင်းတဲ့အလုပ်ကိုလုပ်မယ်စားသူတို့ဘယ်သူဖြစ်လာနိုင်မလဲဆိုတဲ့စိတ်ကူးပုံမှာပဲတွက်ကက်နေကြပါတယ်ဘာလို့လဲဆိုတော့အဲ့လိုတွေးရတာကအခုလက်ရှိကိုယ့်ဘဝအခြေအနေမှန်ကိုရင်ဆိုင်ရတာထက်ပိုပြီးခံစားရကောင်းလို့ပါပဲရင်မှန်းချက်ကြီးမားတာကခက်ခဲတဲ့အရာမဟုတ်ပေမဲ့အဲ့ဒါကိုလက်တွေ့ဖြစ်လာအောင်လှုပ်ဆောင်ဖို့ကတော့အလွန်ခက်ခဲပါတယ်အဲ့ဒီကွာခြားချက်ကပါရမီမဟုတ်ပါဘူးခမားစိတ်ကခမားကိုစန့်ကျင်တားဆီးနေတဲ့အချိန်မှာတော့လက်တွေ့လှုပ်ဆောင်နိုင်တဲ့စွမ်းရည်ပဲဖြစ်ပါတယ်ဒါကြောင့်ခမားတို့ဘဝမှာရင်မှန်းချက်မြင့်မြင့်မားမားထားပြီးတော့လက်တွေ့လှုပ်ဆောင်နိုင်မှုမျှော်လင့်ပါတယ်ဒါဆိုရင်နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ် See you